ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုဘေးကွန်းရှင်ကဒေါခင်မာဆွေပါဟုတ်ပြီ68နှစ်ပါဆရာကြီး68ဆိုတော့90ကပ်ပြီဟုတ်ကဲ့ကော့တောင်းပါဆရာကြီးကော့တောင်းဟုတ်ပြီဗျာဆရာကြီးရှင်တဲ့အသက်60ကျော်ကလေးကတဲ့ထုံနာကျင်နာဖြစ်ဖူးသူပါတဲ့ဟုတ်ပြီသွေးဆိုးပြီးနောက်ပိုင်းပါပဲဟုတ်အခု68နှစ်ထဲရောက်တဲ့အထိတဲ့အမြဲဖြစ်နေပါတယ်တဲ့ဟုတ်ပြီနည်းနည်းသက်သာလိုက်တဲ့ပြန်ဆိုးလာလိုက်နေတဲ့ထိုင်ထသွားလာရတာခက်ခဲနေပါတယ်တဲ့ဟုတ်ပြီခါအောက်ပိုင်းကနေတဲ့ခြေပြားအထိတဲ့နည်းနည်းထုံများကျင်တခါတလေကြိုက်ခဲပါတယ်တဲ့ဟုတ်ပြီခြေထောက်တွေလဲတဲ့လေးလိုက်ပေါ့လိုက်ပါတဲ့ဟုတ်ပြီနှလုံးသွေးကြောလဲကျင်းပါတယ်တဲ့ဟုတ်ပြီအခုဆိုရင်တဲ့ပုံမှန်နဲ့လမ်းမလျှောက်နိုင်ပါတဲ့ဟုတ်ပြီအောက်ပိုင်းတစ်ပိုင်းလုံးလေးလာလို့ပါရှင်တဲ့ဟုတ်ပြီဗျာဆရာကြီးရှိကလဲတဲ့ဆေးမှလူလို့ရရင်တောက်ချင်ပါတယ်တဲ့ဟုတ်ပြီဘယ်ဖြစ်ပါတယ်ပင်လုံးကနေစင်မှားလိုက်စီစီပေးပါပါဟုတ်ကဲ့ဆရာကြီးနော်ပင်လုံးရှူအခုအတူတူ0996513938ဟုတ်တယ်အဲ့ဒါလည်းရပါတယ်0996513938ရှင်းတယ်နဲ့မှန်တယ်ဟုတ်ပြီဟုတ်ကဲ့ဆရာကြီးဟုတ်ပြီအဲ့ဒါဆရာကြီးသူ့အတွက်ဓာတ်စာဆရာကြီးသူကထုံတာပေါ့နော်ခြေထောက်အောက်ပိုင်းပေါ့ဟုတ်ပြီကြိုက်ခဲလာပြီတဲ့ဟုတ်ပြီလမ်းလျှောက်ရတာလဲတဲ့မကောင်းဘူးတဲ့အဲ့ဒါကတော့သူပြောမြတ်စကားတွေအားလုံးဝင်ကြည့်လို့ရှိရင်ဟုတ်ကဲ့ဆရာကြီးမြန်မာတိုင်းရဲ့စီးပညာအရဒါလီအားနေသွားတာပဲသမီးဟုတ်ကဲ့ဆရာကြီးသူခန္ဓာကိုယ်မှာလေဟုတ်ကဲ့ဆရာကြီးထုံနေကျင်းနေဆိုလည်းပဲလီရှောင်းနေတော့သူ့ရှောင်းနေတာပေါ့ဟုတ်ကဲ့ဆရာကြီးတော့သူလမ်းလျှောက်လို့လည်းမကောင်းဘူးဟုတ်ကဲ့ဆရာကြီးလေးလံနေပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့တော့လီအားဘာကြောင့်နေလဲဆိုတာအကြောင်းနှစ်ချက်ရှိတယ်ဟုတ်ကဲ့တစ်ချက်တော့အကြောင်းကအကျော်ဒီအစားများရင်ဖြစ်တယ်ဟုတ်ကဲ့ပါဆရာကြီးဥမာဤကြကွေးစမှုစားဘရာကျော်ငါးကျော်ကြက်ကျော်ငမုတ်ကျော်အာလူကျော်ကဲ့သို့အကျော်ဒီစားရင်အဲ့လိုလီအားနေတယ်နံပါတ်2တဲ့ချက်ကစားပြရမယ့်အခါတက်ကိုတချို့အခါကြောက်တယ်ဆိုအခါမစားတော့ဘူးဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလီအားနေတယ်ဟုတ်ကဲ့ပါလီအားနေတာနေတယ်ဆိုတဲ့အစ်စ်မှတွေရရင်ကောင်းတယ်လီဖြတ်သွားပြီဆိုတော့အဲ့ဒါကုဖို့အတွက်သိခက်ခဲသွားပြီဟုတ်ကဲ့ဆရာကြီးလီဖြတ်သွားပြီဆိုရင်လူမတည်ဘူးဘဝတည်သွားတာပဲဟုတ်ကဲ့ပါဆရာကြီးစကားပြောလို့မရဘူးပါရွေ့သွားမယ်အလုပ်လုပ်လို့မရဘူးအလိုလိုနေစိတ်တွေအနှောက်အယှက်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါဆရာကြောင့်မလို့မြတ်စွာဘုရားမေရယဝိတာခါနဲ့နာရဝိတတိပြောတယ်အာရောကြပရမလာဘဆိုတာကြက်မာခြင်းဆိုတာလက်တပါးဆိုတာမှန်ပါတယ်တဲ့ဒါမဲ့အာရောကြပရမလာဘဆိုတာလက်တကလက်ထဲမှာအကြီးဆုံးလက်လို့ပြင်မာလို့ဆုံးမတာကြားဘူးတဲ့ဟုတ်ကဲ့ပါဆရာကြီးဘာလို့လဲဆိုတော့ကျမ်းမာခြင်းဆိုရင်လက်က